ဇွန်ရွယ်ချီရင်အစင်ပြေတာရဲ့ငါဖေငါဆောက်ကိုအကျော်နဲ့အသုံးခွဲလို့မပြေရင်လေမွေးမွေးရဲ့တညင်းသည်နဲ့တို့စီဝဲမောင်အမောပြေချောတမင်းချက်ပြုတ်ထားပါတယ်